လေအတိုးမြုပ်အစုံနဲ့စိန်ကြော်လေးတောင်ပါသေးတယ်။ကြံမှန်တက်မှာတော့ကလို့ကတော့တကဟာတွေကအရင်ဟားတိုင်မှာရေဆန်နဲ့ကြံမှန်တက်မှာတော့ကလို့ကတော့တကဟာတွေကအရင်ဟားတိုင်မှာဆရာမကြီးကလေးတွေကိုထမင်းကျွေးချင်ကျွေးလို့ရတယ်ဟင်းနေအကုန်ချက်တော့ Oh yeah. ဘာဟင်းနေလဲရှင်ခရမ်းညင်သေးကိုဒလင်းတိုးဆက်လန်နေအောင်ချက်ထားတယ်စက်သားလေးကိုလေရင်းနေအောင်ကြော်ထားတယ်အတိုးမြုပ်အစုံနဲ့စိန်ကြော်လေးတောင်ပါသေးတယ်မကြီးရဲ့တီချေထမင်းစားနာပြီးမှစက်တက်ရအောင်ဟုတ်တယ်တီချေတမီးကိုဘိုင်းစားနေကကြအခုတိညီရမကနိုင်အဆဆိုထိတ်ကအကားညီကထမင်းစားနေမှာ ခရမ်းညင်ဒီဒလိန်တို့ဆက်ချက်လေးချက်ဖို့အတွက်ခုလိုပုံမှာပြထားတဲ့အတိုင်းပြင်ဆင်ပေးထားပါမယ်ရှင်စီပူလိုင်းစက်တုံကြီးလေးကိုကျွတ်နေအောင်စီတက်ပြီးမယ်ပေါ့နော်နနွေးမုတ်ထဲမယ်အယောင်တင်မုတ်ထဲမယ်စက်တုံကြီးလေးဤလာပြီဆိုမှစက်တုံပြူထောင်းထားတာလေးတွေထဲမယ်အစီတက်တာလေးမှုှွေးလာပြီဆိုမှငေသီးဖွဲချမ်းလေးထဲမယ်ငေသီးအနှံ့လေးလည်းမှုှွေးလာပြီဆိုမှခရမ်းညင်ဒီလေးလည်းထည့်ပေးပါမယ်ရှင်ခရမ်းညင်ဒီကိုနည်းနည်းလေးလုံးထောင်းအဲ့ဒါလေးလုံးပြီးပြီဆိုမှအနှစ်ကျစေရန်ရင်းနှီးလေးထည့်ထားပေးပါမယ်ရှင်အဲ့ဒီအနှစ်ဟာလေးပွက်လာပြီဆိုရတာအတွက်စားထဲဟင်းချိုမုံလေးထဲဒလိန်ထိုးနေအောင်ကြော်အဲ့လိုဒလိန်ထိုးလို့ခုလိုစီပြန်တဲ့အနေထားလာလီဆိုရင်တော့ခရမ်းညင်သည်ဒလိန်တိုးအဆက်ချက်လေးရရှိပါပြီရှင်ဒါတွေကအညာသူတွေမှသိတဲ့ဟင်းလေးတစ်ခွက်ဖြစ်ပါတယ်ရှင်အရန်ကိုစားလို့ကောင်းတဲ့ဟင်းလေးပါရှင်တာရဲလေးစားကြော်ဖို့အတွက်စက်သားကိုလုံးရည်လေးနဲ့လုံးပေါ့နော်အဲ့လုံးရည်ခန့်ထားပြီးဆိုမှစီထဲကျမစီထဲတာမပြတော့အဲ့လိုအနေထားဆိုအေးလေးနဲ့ရဲရဲလေးနဲ့အရန်စားကောင်းတော့ပါရှင်နောက်ထပ်အစိမ်းကြော်ဖို့အတွက်ကျမပန်းပွင့်နဲ့ကော်ဖီကိုအသုံးပြုထားတယ်ကျမရဲ့သုံးမျိုးဆက်လေးရောပေါ့ရှင်ချက်တုံပြူလေးကျုပ်ပြီးအခုလိုရဲပြီးဆိုမှအသီးနှံလေးထည့်အဲ့အသီးနှံလေးထည့်ပြီးသုံးမျိုးဆက်လေးထည့်အဲ့အသီးနှံလေးအီဇီယန်ရီလူလေးထည့်အရသာအတွက်စားချက်သားအရသာမှုံလေးထည့်ပေါ့ထည့်ပြီးကြော်သွားပြီးတော့အသီးနှံလေးတွေဤပြီဆိုရင်အစိမ်းကြော်လေးလေးရပြီးအခုဆိုရင်ခရမ်းညင်ဒီလိန်တိုးလေးရဲ့ကြက်ကြော်လေးရဲ့အစိမ်းကြော်လေးရဲ့အတိုးမြုပ်တွေရရှိပါပြီရှင်ကဲစားမယ်နော်ရှင်မပြီးချက်ချက်ပဲရှင်မပြီးချက်ဒီကလည်းအစော်ပဲစက်သားထဲကညှို့ကြော်စားကြည့်တော့အရင်ကောင်းတာစက်သားလေးထည့်လူသုံးဆောင်ကြဆိုရှင်အတီးရွက်ကြော်တီးရွက်ကြော်တို့ရဒီနေ့လာပါပဲအားလုံးအရင်ချစ်ပါတယ်အမေတ္တာ